ရှင်ဒီနေ့ဝက်ပုံးရည်ကြီးဟင်းလေးချက်စားပြလို့အားလုံးကိုမျှဝေတာဖြစ်ပါတယ်ရှင်ဝက်သားတွေကိုတန့်စင်အောင်ဆေးပြီးသွားတဲ့အခါမှာဆိုရင်စားဟင်းခတ်မုံငပြားရည်ဘိန်းငပြားရည်နဲ့ဆလင်းမုံအနှဲငယ်လိုအပ်ပါတယ်ရှင်ဒါတွေအားလုံးထည့်ပြီးသွားရင်တော့အားလုံးကိုရောသမမှွေပြီးအနည်းဆုံး15မိနစ်ခန့်နှက်ပေးထားရမှာဖြစ်ပါတယ်ရှင်ဟင်းချက်ဖို့အတွက်စက်သွန်အဖြူအနီဂျင်းနဲ့အဓိကပါဝင်ပစ္စည်းဖြစ်တဲ့ပုံရည်ကြီးကိုတော့နှစ်ထုံးအသုံးပြုထားတာဖြစ်ပါတယ်ရှင်ဟင်းစတင်ချက်ပါပြီစီဆူလာတဲ့အခါမှာတော့စရင်းမုံနဲ့နဲ့ခုနကတော့ရောထောင်းထားတဲ့စက်သွန်အဖြူနီချင်းတွေကိုထည့်ပေးရမှာဖြစ်ပါတယ်ကျမကတော့အယောင်လှစီဖို့အတွက်အယောင်တင်မှုအနည်းငယ်ကိုအသုံးပြုထားပါတယ်ရှင်စက်သွန်တွေနွန်းသွားတဲ့အခါမှာတော့ခုနကနှက်ထားတဲ့ဝက်သားတွေကိုထည့်ပေးရမှာဖြစ်ပါတယ်ရေခမ်းတဲ့အထိနန်းနာလေးလုံးပေးရမှာဖြစ်ပါတယ်ရေခမ်းတဲ့အနေထားရောက်ပြီဆိုရင်တော့ခုနကအသင့်ပြင်ဆင်ထားတဲ့ပုံရည်ကြီးနှစ်ထုပ်ကိုထည့်လိုက်ပါတယ်မိမိစိုက်နှစ်သက်သလိုအရေးထောထည့်လို့လည်းရပါတယ်ကျမကတော့ဒီတိုင်းပဲထည့်လိုက်ပါတယ်ရှင်ဒီမှာကတော့ဝက်သားအနုအရင်ပေါ်မူတည်ပြီးတော့ရေကိုမိမိစိတ်ကြိုက်အနည်းအများထည့်လို့ရပါတယ်ရှင်ကျမကတော့စီကြံရေကြံအနေထားလေးမှာချလိုက်ပါတယ်ထမင်းမိန်စေတဲ့ဝက်ပုံးရည်ကြီးလေးတစ်ခွက်ရပါပြီစားကြပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်